大家好，阿拉喂，明噶哇！ဒီချက်စနေရဲ့ Chinese speaking course ကနေမှအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။老师ကတော့ချန်老师ပါ။老师ဒီတစ်ခါမှလည်း sharing လုပ်ပေးနေကြဗီဒီယိုလေးမှာဗာနည်းထပ်ပြီးတော့ sharing လုပ်ပေးမလဲဆိုရင် Chinese idiom အသုံးအနှုန်းလေးတစ်ခုကို sharing လုပ်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဗာလေးဖြစ်မလဲကြည့်လိုက်ရအောင်။အဲ့ဒါလေးကတော့ချီချီပပဆိုတဲ့အသုံးအနှုန်းလေးပါနော်ချီချီပပအဲ့တော့လောရှိုသိပြီးသားဟာကဘာဖြစ်လေလဲဆိုတော့ချီဆိုတဲ့စကားလုံးလေးကနံပါတ်9ကိုပြောတာပါကနံပါတ်10ကိုပြောတာပါဒါပေမဲ့လောရှိုအဲ့ဒါလေးကို idiom ပုံစံလေးနဲ့အသုံးအနှုန်းလေးတစ်ခုရှိတယ်ချီချီပပ okay အဲ့ဒီအတိတ်ပဲလေးကဘာဖြစ်မလဲဒါ idiom လေးပေါ့နော်အဲ့တော့ဘာဖြစ်မလဲကြည့်လိုက်အောင်သူကအသုံးအနှုန်းက2မျိုးရှိပါတယ်အဲ့လာရှိုပထမဆုံးတစ်မျိုးကိုအရင်ကြည့်လိုက်ရအောင်ပထမဆုံးတစ်မျိုးကပါလေဆိုရင်အဲ့ဒီချီချီပပဆိုတဲ့ idiom လေးကိုအရှိုက above ပုံစံလေးနဲ့သုံးမှာဖြစ်ပါတယ်အဲ့တော့သူကဘယ်လိုနေရာတွေမှာသုံးပြီးဘယ်လိုအဓိပ္ပာယ်ရလဲဆိုရင်ဒီမှာရေးထားတယ်ပေါ့နော်အလုပ်တစ်ခုကိုလုပ်တဲ့အချိန်မှာအဲ့ဒီအလုပ်ကိုပြီးဖို့အတွက်ခဏနေလေးပဲလိုတော့တာအဲ့လက်တကန်းလေးပဲလိုတော့တာပြီးလို့နေပါဖြစ်တဲ့အခြေအနေမှာဆိုရင်အဲ့ဒီချီချီပါပါဆိုတဲ့စကားလုံးလေးကိုသုံးပါတယ်။ဟောလာရှိတို့ကဒီမှာ above အနေနဲ့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက above ကိုပြန်ပြီးအထူးပြုမှာပါ။အဲ့တော့သူရှိမှာပါမလဲဆိုရင်သူရဲ့ structure ပုံစံလေးက above plus the ပြီးချီချီပါပါဒီလိုပုံစံလေးဖြစ်မယ်ပေါ့နော်။အဲ့တော့ရှိတို့ကဒီ adverb လေးကို example နဲ့သုံးဝင်နဲ့ဖော်ပြမှာဖြစ်ပါတယ်။အဲ့တော့ပထမတစ်ခုကိုကြည့်လိုက်အောင်။ငါရဲ့လစာဖြုံးတာကကုံလူနီပါဖြစ်နေပြီ။ဒီလိုသုံးချင်တာဒီမှာတော့ရှိတို့ကသုံးတာမဟုတ်ဘဲနဲ့ဖြုံးတာလို့ပြောတာဖြစ်တဲ့အတွက်ကြောင့် hwa ဆိုတဲ့ verb နဲ့သုံးပါ။ဟုတ်ပြီ။အဲ့တော့ရှိတို့ကဒီမှာadverb ပုံစံနဲ့သုံးမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ subject verb 的နောက်ကနေချီချီပါပါအဲ့ဒီလိုသုံးပါ။အဲ့တော့ကြည့်ကြအောင်။ငါရဲ့လစာဖြစ်တဲ့အတွက်ကြောင့်မို့လို့我的薪水ဒီမှာ薪水ဆိုတာက salary ကိုပြောတာပေါ့နော်我的薪水ငါရဲ့လစာက花的花的ဖြုံးလိုက်တာငါရဲ့လစာဖြုံးလိုက်တာဘယ်လိုဖြစ်သွားလဲချီချီပါပါလာကုန်လို့နေပါဖြစ်နေပြီဒီမှာလာရှိတို့ကဒီမှာဆိုလို့ရှိရင်လေလစာကိုဖြုံးတဲ့ကိစ္စကအဲ့လစာကုန်တော့မှာလို့ပြောချင်တာအဲ့ကြောင့်ဒီမှာလေချီချီပါပါဆိုပြီးတော့ adverb ပုံစံလေးနဲ့သုံးထားတယ်အဲ့တော့我的薪水花的七七八八了ငါရဲ့လစာဖြုံးတာကုန်လို့နေပါအောင်ဖြစ်နေပြီဒီလိုပြောချင်တာအဲ့တော့လာရှိနောက်တစ်ခုချက်ကြည့်လိုက်ရအောင်အဲ့တော့လာရှိတော့ကဒုတိယ sentence မှာဆိုရင်အိမ်ပြောင်းနဲ့ပစ္စည်းသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ example လေးလုပ်ထားပါတော့အဲ့တော့အိမ်ပြောင်းဖို့ပစ္စည်းသိမ်းတာကပြီးလို့နေပါတော့ဖြစ်နေပါပြီလုံးဝ one turn ပြီးသွားတာတော့မဟုတ်ဘူးပေါ့နော်ပြီးလို့နေပါဖြစ်နေပြီ okay အဲ့ဒါကိုပြောချင်တယ်အဲ့တော့လာရှိတော့အိမ်ပြောင်းဖို့ပစ္စည်းသိမ်းတဲ့ phrase လေးကိုဘယ်လိုပြောလဲဆိုရင်搬家东西收拾的搬家东西收拾的Okay အဲ့မှာ搬家东西ဆိုတာကအိမ်ပြောင်းတဲ့အခါမှာဒီတည်ယူရတဲ့ဒီအိမ်ပြောင်းတဲ့အခါမှာတည်တဲ့ပစ္စည်းတွေကိုပြောချင်တာပေါ့နော်搬家东西ဆိုတာအဲ့ဒါလေးကို收拾ဆိုတာကဒီမှာသိမ်းဆည်းတာလို့ပြောတာ Okay 收拾的သိမ်းဆည်းတာက七七八八了ပြီးလို့နေပါဖြစ်နေပြီအဲ့တော့ပစ္စည်းတွေသိမ်းတာကလုံးဝကိုပြီးလို့နေပါဖြစ်နေပြီဒီလိုပြောချင်တာပေါ့နော်အဲ့တော့搬家东西收拾的七七八八了အိမ်ပြောင်းမှုပစ္စည်းသိမ်းတာပြီးလို့နေပါကိုဖြစ်နေပါပြီဒီလိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ရှင်နောက်ထပ်တစ်ခုလောက်ထပ်ကြည့်လိုက်ရအောင်ဒီမှာဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲဆိုတော့ဒီကိုဝါထားပါ trip တစ်ခုကိုထပ်တယ်ဒါမှမဟုတ်ရှင်အလုပ်တစ်ခုကိုလုပ်ဖို့ပြင်ဆင်နေတယ်အဲ့ပြင်ဆင်တာကပြီးလို့နေပါဖြစ်နေပြီပြီးသွားတာတော့မဟုတ်ဘူးပြီးလို့နေပါဖြစ်နေပြီဒီလိုပြောချင်တယ်အဲ့တော့သူ sentence တွေကဘာလဲဆိုရင်ပြင်ဆင်တာကပြီးလို့နေပါဖြစ်နေပါပြီအဲ့တော့ပြင်ဆင်တာကိုလာရှိဘယ်လိုပြောလဲဆိုရင်准备的准备的ပြီးလူနေပါကိုဖြစ်ပြီးပြီအဲ့လိုပြောချင်တာ already ဆိုတဲ့အတိတ်ပဲကိုလာရှိတော့ကဒီမှာပြောချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့已经ဆိုတာနဲ့တောင်းလိုက်တယ်准备的已经ဘာဖြစ်သွားလဲ七七八八了လောကကိုပြီးလူနေပါဖြစ်နေပါပြီဒီလိုပြောချင်တာပေါ့နော်准备的已经七七八八了ပြင်ဆင်တာကပြီးစီလို့နေပါဖြစ်နေပါပြီဆိုပြီးတော့သုံးလိုက်တာပါဟုတ်တယ်လာရှိတို့ကဒီဟာကဒီအခုဖော်ပြလိုက်တဲ့ example နဲ့၃ချောင်းကအဲ့ဒီချီချီပါပါကို but plus the ရေဆိုရင်နောက်မှာထည့်ပြီးတော့ adverb ပုံစံနဲ့သုံးလိုက်တာပေါ့နော်အခုလာရှိတော့နောက်တစ်မျိုးလေးသွားကြည့်လိုက်ရအောင်
老师啊，နောက်ထပ်ဒုတိယတစ်မျိုးကပါလဲဆိုလို့ရှိရင်ချီချီပါပါကို adjective ပုံစံလေးနဲ့သုံးတာပေါ့နော်။သူကဒီလိုသုံးမှာပေါ့။ချီချီပါပါthe plus not ဒီလိုပုံစံလေးနဲ့သုံးမှာဖြစ်ပါတယ်။အဓိပ္ပာယ်ကဘယ်လိုလဲဆိုရင်အသေးအဖွဲပြီးလို့ရှိရင်ရှုပ်ရှုပ်ရှက်ရှက်ဒီလိုမျိုးလေးတွေအတွက်သုံးတာပေါ့။အဲ့တော့လာရှုပ်ပို့ရှင်းသွားအောင် example လေးနဲ့သွားကြည့်မယ်။ Okay အဲ့တော့ပထမဆုံး example လေးကပါလဲဆိုရင်အဲ့ဒီကိစ္စအသေးအဖွဲလေးတွေကိုဂရုမစိုက်နဲ့အဲ့တော့အသေးအဖွဲကိစ္စလေးပဲဂရုစိုက်မနေနဲ့ဒီလိုပြောချင်တယ်ဟုတ်ပြီအဲ့မှာလို့ရှိတော့က verb ကအရင်လာရမယ်ပြီးကြမှာဒီ noun phrase တွေကလာမှာပေါ့နော်အဲ့တော့ဂရုမစိုက်နဲ့လို့ပြောမှာ不要管ကဂရုစိုက်တယ်ပေါ့ care လုပ်တာကိုပြောတာအဲ့တော့不要管ဂရုမစိုက်နဲ့ပါလေအဲ့ဒီကိစ္စအသေးအဖွဲလေးတွေအဲ့တော့ရှိတော့ some အတိတ်ပဲနဲ့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့那些那些ပါလေအသေးအဖွဲကိစ္စအကြောင်းမလို့အသေးအဖွဲပုံစံလေးကိုဘယ်လိုသုံးလဲဆိုတော့ချီချီပါပါတဲ့အသေးအဖွဲဖြစ်တဲ့小事ဆိုတာကကိစ္စရဲ့တည်တည်လေးတွေဒီလိုပြောချင်တာနော်小事了ဒီလိုဖြစ်သွားမယ်ပေါ့ Okay အဲ့ဒါဆိုတကြောင်ပြန်ပြောမယ်ဆိုရင်不要管那些七七八八的小事了不要管那些七七八八的小事了အဲ့ဒီကိစ္စအသေးအဖွဲလေးတွေကိုဂရုစိုက်မနေနဲ့ဒီလိုမျိုးသုံးချင်တာအဲ့ဒီမှာအဲ့ဆို adjective အနေနဲ့သုံးထားပါတယ် Okay အဲ့တော့နောက်ထပ်နောက်ထပ် example လေးနှစ်ခုလောက်ထပ်ကြည့်လိုက်ရအောင် Okay ဒုတိယစာကြောင်းမှာဆိုလို့ရှိရင်ဘယ်လိုပြောထားလဲဆိုတော့ bio ထဲမှာဒီအသေးအဖွဲပစ္စည်းတွေနဲ့ပြည့်နေတယ်ပြောချင်တာက bio ထဲမှာဟိုတေးတေးအဲ့လိုပစ္စည်းတေးလေးနဲ့ bio ထဲမှာပြည့်နေတာဒီလိုပြောချင်တာ Okay အဲ့တော့ဘယ်ထဲမှာပြည့်ရလဲ bio ထဲမှာအဲ့တော့在柜子里柜子က bio ကိုပြောချင်တာနော်လီဆိုတာကအထဲထဲမှာအဲ့ဒါကြောင့်မို့လို့ position ပြလိုက်တော့location ကိုပြတာပေါ့နော် location ကိုပြလိုက်တော့在柜子里bio ထဲမှာဘယ်လိုဖြစ်နေရလဲပြည့်နေနေတာ verb ကအရင်လာမယ် okay ပြည့်နေတယ်လို့ပြောမှာမို့လို့忙了ဆိုတာကပြည့်နေတာကိုပြောချင်တာပေါ့နော်忙了ဘာတွေမှန်နေရလဲဘာတွေပြည့်နေရလဲအသေးအဖွဲပစ္စည်းလေးတွေအဲ့တော့အသေးအဖွဲဖြစ်တဲ့ပစ္စည်းလေးတွေပေါ့ဒီလိုပြောချင်တာမို့လို့七七八八的东西လို့သုံးလိုက်တယ်Okay 七七八八的东西အဲ့ဒါကို七七八八ကို adjective နေရာလေးမှာထားပြီးတော့ပစ္စည်းအသေးဖွဲ့လေးနဲ့ပြည့်နေပါတယ်လို့ပြောလိုက်တာပါဟုတ်ကဲ့အဲ့တော့ရှိတော့စနစ်တစ်ကြောင်းလုံးပြန်ကြည့်မယ်ပေါ့နော်在柜子里满了七七八八的东西အဲ့တော့ bio ထဲမှာအသေးဖွဲ့ပစ္စည်းလေးနဲ့ပြည့်နေတာအဲ့လိုပြောချင်တာပေါ့နော်ဒီမှာ adjective နဲ့သုံးထားတယ်အဲ့တော့ရှိတော့နောက်တစ်ခု example နောက်ဆုံး example လေးကိုသွားကြည့်လိုက်ရအောင်Okay အဲ့တော့လာနောက်ဆုံး example လေးကိုကြည့်လိုက်ရအောင်ဒီမှာကျတော့ဘယ်လိုလေးသုံးထားလဲဆိုရင်တယောက်ကကိုအလုံးလုံးနေချင်းအရင်မြအဖက်မြရလာပြောနေအမအဲ့လောက်အသေးဖွဲကိစ္စတွေငါမသိချင်ဘူးဒီလိုမျိုးပေါ့ဒါမှမဟုတ်ရင်ဘယ်လိုပြောလို့ရသေးလဲဆိုတော့ရှော့ရှက်ကိစ္စတွေငါမသိချင်ဘူးဒီလိုမျိုးပြောလဲရတယ်ပေါ့နော်အဲ့ဆိုရင်အဲ့ဒီအသေးဖွဲကိစ္စတွေမသိချင်ဘူးရှော့ရှက်ကိစ္စတွေမသိချင်ဘူးဆိုတော့ phrase စာကြောင်းလေးရလို့ရှုပ်ဘယ်လိုပြောမလဲပေါ့Okay အဲ့တော့လည်းရှုပ်တစ်ချောင်းနည်းနည်းချင်းခွဲကြည့်လိုက်ရအောင်ငါကမသိချင်ဘူးဆိုတာကအရင်လာမှာနော်ဘာလို့လဲဆိုရင်အဲ့ဒီအသေးအဖွဲကိစ္စဆိုတာက object ဖြစ်နေတဲ့အတွက်ကြောင့်မလို့ရှုပ်တို့က verb ရဲ့အနောက်မှာသွားမှာ Okay အဲ့တော့ငါမသိချင်ဘူးဆိုတဲ့ဟာလေးကအရင်လာမယ် Okay 我မသိချင်ဘူးမလို့不想知道我不想知道ငါမသိချင်ဘူးဘာကိုမသိချင်တာလဲအဲ့ဒီအသေးအဖွဲကိစ္စအဲ့ဒီရှုပ်ရှက်ကိစ္စအဲ့ဒါကြောင့်မို့လို့七七八八ကို adjective အနေနဲ့သုံးပြီးတော့七七八八的事情ဆိုတာကိစ္စရဲ့ဒီတွေကိုပြောတာပေါ့နော်အဲ့တော့တချောင်းလုံးပြန်ပြောမယ်ဆိုရင်我不想知道七七八八的事情အသေးအဖွဲကိစ္စကြီးတော့ငါမသိချင်ဘူးဒီလောက်ရှုပ်ရှက်ကိစ္စကြီးငါမသိချင်ဘူးဒီလိုမျိုးပြောချင်တာဖြစ်ပါတယ် Okay လာရှိတလောက်ဆိုရင်တော့ချီချီပါပါရဲ့အသုံးအနှုန်းလေးကိုအားလုံးပဲနားလည်သွားမယ်လို့လာရှိမျှော်လင့်ပါတယ်လာရှိတဲ့ဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လာရှိတဲ့နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုး share လုပ်ပြီးတော့မှာဖြစ်တဲ့ကြောင့်မို့လို့ပြန်လည်ဆုံးဖြတ်ကြပါမယ်然后对你们有用的话别忘了点赞和关注喽谢谢大家拜拜